သင်ခန်းစာအတွက်ပြင်ဆင်ရန်လိုအပ်တဲ့ပစ္စည်းတွေကတော့ဆရာကိုင်ထဲမှာအဟန့်အတားများအတွက်လိုအပ်သောပစ္စည်းများစာရွက်အလွတ် soft pen အချိန်မှတ်နာရီနဲ့ကူညီမဲ့ဆရာတဦးတို့လိုအပ်ပါတယ်။နောက်ဆက်အဟန့်အတားတွေရေအတွက်တိုင်းစက္ကူလွတ်ပေါ်မှာနံပါတ်စင်ရေးပါ။ဒီဂိမ်းအတွက်အဟန့်အတား9ခုရှိရပါမယ်။ဆရာကအဟန့်အတားများပြုလုပ်ရန်အဲဒီနောက်ကလေးများကိုစီစဉ်တိုင်းကစားနိုင်ရန်အတားတစ်ခုစီမှာနံပါတ်စင်များတက်ပေးရန်ဆရာကိုင်စာအုပ်မှအနှောက်အယှက်အဟန့်အတားများဟာဥပမာပေးထားရုံတသက်တာဖြစ်ပြီးဆရာများအနေနဲ့မိမိကလေးများနဲ့တင့်တော်တဲ့ဒါမှမဟုတ်လိုအပ်တာများကိုထပ်ဖြည့်ပြီးပြုလုပ်နိုင်ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးသတိထားရမှာကအဲ့ဒီလိုထပ်ဖြည့်ခြင်းနဲ့ပစ္စည်းကိရိယာတွေအသုံးပြုရမှာကလေးတွေအန္တရာယ်မဖြစ်စေဖို့သတိပြုရပါမယ်။ဒါကြောင့်ကလေးတွေအတွက်အန္တရာယ်ကင်းတဲ့ပစ္စည်းတွေကိုသာအသုံးပြုရမှာဖြစ်ပါတယ်။ဒီကစားနည်းအစီအစဉ်ထဲမှာအခုဆရာဟာကလေးငယ်သို့မဟုတ်ကူညီမှုလိုအပ်နိုင်တဲ့ကလေးနဲ့အတူအတားအဆီးတစ်ခုစီကိုအတူတူသွားပေးရပါမယ်။ဂိမ်းအစမှာကလေးအကြီးတဦးကိုအဟန့်အတားများအားဘယ်လိုကျော်လွှားရမယ်ဆိုတာကိုဆရာကနမူနာပြုလုပ်ပြပါ။1စပွဲအောင်ငုံဝင်ခြင်း2စက္ကူလုံးကိုပုံနဲ့ပစ်ထည့်ခြင်း3အမှတ်တစ်ခုမှတစ်ခုသို့စာအုပ်ကိုခေါင်းပေါ်တင်ရင်မပြုတ်ကျစေဘဲသွားခြင်း4ခြေတစ်ပေါင်ကျိုးလှုပ်၍ရှေ့ကျန်းချက်ရွတ်ပြီးအမှတ်တစ်ခုကိုသွားခြင်း5ခုံ၍လက်ခုပ်တီးလေ့ကျင့်ခန်း10က6ပလတ်စတစ်ခွက်6ခွက်ကိုသုံး၍ပီရမစ်ပုံတိဆောက်ခြင်းခုနှစ်ဒိုးဆက်သို့မဟုတ်အတုံးတစ်ခုစီကိုထပ်၍စီခြင်းဆရာကကလေးများအားလုံးကိုဂိမ်းမှာပါဝင်နိုင်အောင်ပြုလုပ်ပေးရပါမယ်ကလေးတဦးမှဟန်အတားတွေကိုကြော်လားစဉ်ဘေးမှာတငယ်ချင်းများနဲ့ဆရာတွေကအားပေးမှုပြုလုပ်ရမှာဖြစ်ပါတယ်ဥပမာတငယ်ချင်းမင်းလုံနိုင်နဲ့ရှုံးမပေးနဲ့ကဲအစ်စ်ပြန်စတဲ့စကားလုံးတွေနဲ့အားပေးရပါမယ်ရမ်းပြောစရာကောင်းတယ်နော်ပြီးတော့အဟန့်အတားအလုံးကိုလည်းဒီဂိမ်းပြီးဖို့အတွက်ကြော်လွှားရတယ်ဒါပေမဲ့ဘဝရဲ့အဟန့်အတားခက်ခဲတွေကတော့ဒီလိုပြောစရာမကောင်းပါဘူးခါတလေမှာတကယ်ကိုကြောက်လန့်စရာအရန်ကိုခက်ခဲတဲ့ပြဿနာတွေကြုံရတတ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ခရစ်တော်အားဖြင့်ဒီအခက်ခဲအတားအဆီးတွေကိုကြော်လွှားအောင်မြင်နိုင်ပါတယ်